လာပါရှင် Chris Cooking Media နေပြီးတော့မှအားလုံးကြိုဆိုပါရစေဒီနေ့နီလာရောက်ရှိနေတဲ့နေရာကတော့ပေါ့နော်ကော့မူမြို့နယ်ကရင်စုကြီးရောက်မှာရောက်ရှိနေရပါသူတို့ဘာတွေလုပ်နေကြလဲဆိုရင်တော့မနေ့ဖြန်အလူပွဲအကြီးအကျယ်တစ်ခုလုပ်ဖို့ရှိရဆိုတော့သူတို့ဘာတွေချက်မယ်ဘာတွေကျွေးမလဲဆိုတာကိုနီလာနဲ့သွားပြီးတော့မှကြည့်ကြည့်လိုက်ရအောင်မီးတွေစာမတွေ့နေရပြီနီလာတို့သူတို့ဘာကြီးချက်နေကြရတယ်ဘာကြီးပြင်ဆင်နေပြီလဲဆိုတာသွားရင်မှဆက်စုလိုက်မယ်နော်လိုက်ခဲ့ဒီမှာလဲခရမ်းချင်တီပြုတ်ထားတယ်ဟိုဖက်ဆက်ကြည့်လိုက်နော်နီလာတို့ဒီမှာဆိုရင်လဲသူတို့ပေါ့နော်ဒါခရမ်းချင်တီအိုးအကြီးနဲ့မူပြဲတယ်တွေနဲ့ပေါ့နော်ပြုတ်ထားတယ်ဒါဆိုရင်တော့သူတို့ဒါဘာချက်မလဲဆိုတာနီလာလည်းမသိရသေးဘူးအခုသူတို့ခဏအနားယူနေကြရတဲ့နဲ့သူတို့သွားပြီးတော့မှမေးကြည့်လိုက်မယ်အန်ကရဲ့မင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဟုတ်သမီးတွေဟာပေါ့ဆက်ဆချင်းဝင်လာတဲ့အချိန်မှာပေါ့နော်ရမ်းချင်ပြီးတအိုးပြုတ်တယ်နှအိုးပြုတ်တယ်ပြီးဒီမှာလည်းနောက်တအိုးပြုတ်ထားတယ်အဲ့ဒါဘာတွေများပြင်ဆင်နေရလဲမနေ့ကဟိုဒီငါးနောက်ကိုစီရက်ပြန်ရောလုပ်ဖို့ပေါ့လေအဲ့တော့အေးခံတော့အခွန်ခွာတော့နောက်မှစီရက်ပြန်သုံးပါပေါ့ခင်းချင်ပြီးအရင်ဆုံးဘာလို့ပြုတ်လိုက်ရလဲပေါ့လက်ဝက်ချက်များရှိလားသူ့ကိုပြုတ်တယ်ဆိုတာသူနူးသွားအောင်ပေါ့နူးတော့ဒီလိုအခွန်လေးခွာတယ်အဲ့အခွန်လေးကြတော့အဲ့အခွန်လေးခွာလိုက်တယ်အသားရတော့မွေတဲ့ခါကျတော့သူကပို့တော့ကြီးမြောင်သွားတော့ကြီးရဖြစ်သွားသူတို့ကြတော့အဲ့လိုအခွန်ကသူကရုပ်တဲ့မပျော်ဘူးလေအချက်တိုင်းပဲနေတယ်ဆိုတာဟုတ်တခြားရောဘာတွေများခင်းချင်ပြီးပြုတ်ထားတာရှိပြီးတခြားဘာတွေများပြင်ဆင်ထားတာလေးရှိတယ်အခုကကြက်သွန်တွေဒီရခိုင်းနေဒီထားတယ်ကြက်သွန်ထက်သုံးမယ်တော့ဒီထဲမှာကြော်တွေဟိုလူအပ်တဲ့ဟိုအဟာရအုံနဲ့ပေါ့အပေါ့ငံပေါ့နော်ဒါတွေတော့မတော့လှုပ်ထားခိုင်းတယ်ခုအိုးကြီးနဲ့ရောဘာကြီးဆိုင်မှာပေါင်ထားနေပြီလေအဲ့ဒါမှ9နိုင်ရှိတာနဲ့လေကတော့မွေးနေရပဲเนาะဒါဘာငါအမျိုးစားတုံထားရလဲရှင်ကဲငမြင့်ချင်းဆိုတော့အရင်ထိုးနေမှာပေါ့အသားကြီးอ่ะဟုတ်တယ်သူကြည့်လိုက်တော့လေအယောင်ရောဘာရောပါနေတော့လေဒါဆိုရင်သူ့မပေါင်းခင်မှာဘာကြီးလောက်ထားရလဲဘာနဲ့အရတာနယ်မှာလောက်ထားလဲနည်းနည်းလေးပြောပြလိုက်ပါအောင်ခရစ်တက်တွေသူတို့အောင်နေနေတာအယောင်နေမဟုတ်တို့ဟိုနေတို့ငရုတ်ဒီမဟုတ်တဲ့ငံပြားကြီးချလကာကြီးတို့နဲ့ကုန်ရောနေပြီးတော့ပေါ့ရောနေပြီးတော့ဒါသူ့ကိုပြိုင်တော့ဟိုနေလောဘူးတော့ပြတ်နှက်တာပေါ့စကားမတင်လာတာဟုတ်တယ်အိုးကျင်တော့အနက်လေးအရင်နဲ့ဆွဲဆောင်မှုရှိဒါဆိုရင်ငါတလောက်ပေါင်းတယ်လို့ပဲပေါ့တူတူပဲတလောက်ပေါင်းတယ်လို့ပဲနော်အဲ့လိုမျိုးရတာလေးပေါ့ဒီပေါ်တော့နောက်ပိုင်းအဲ့ခင်းနေနေတဲ့အကုန်လုံးပြန်ရောပြီးတော့တမကြီးစီတက်ပြီးတော့ပြန်အောက်တာလေဆိုရင်ငါပေါင်းခင်မှာလည်းအရင်ဆုံးရတာနက်ပြီးရင်ကြော်ပြီးမှပြန်ပေါင်းပြီးတဲ့ဟာကိုမှခဏချက်ထားတဲ့ခင်းချင်တီးနဲ့ပြုတ်ထားတဲ့ခင်းချင်တီးနဲ့ပြန်လုံးပေါ့အိုးရှယ်ပဲမနေ့ပြန်ကြရင်တော့အရတာလေး try ကြည့်ရမယ်သူ့ကိုပေါင်းတဲ့အချိန်မှဆိုရင်ရောအချိန်ဘယ်လောက်ကြာပေါင်းဖို့လို့လဲအနေနဲ့7နိုင်လောက်ပေါင်းရတယ်ဝါအချိန်များပေးရတယ်နော်7နိုင်9နိုင်8နိုင်9နိုင်အဲ့လိုပေါင်းရတယ်သူရေချင်းနဲ့အချိန်နဲ့သူကရေထိုးရတယ်လောက်ရတယ်ဗောနော်ဒုက္ခနဲ့ရောက်မနေ့ပြန်တွေ့ဆိုရင်ဒါအိုကြီးခွက်ကြီးရနဲ့ဆိုရင်လူပေါင်းဘယ်နှစ်ရာဘယ်နှထောင်စာလောက်ရှိမလဲငယ်1900လောက်စားလို့ရတယ်ဗောတရား1000ကျော်တာဗောနော်အိုးအများကြီးလောက်ရရနော်လူအင်အားလည်းအများကြီးသုံးရရနော်နော်ဒါသူတို့ပေါ့လုံးဝအိုးကြီးခွက်ကြီးနဲ့ငါပေါင်းလောက်တာတအိုး2အိုး3အိုးပေါင်းထားတယ်ပေါ့နော်။မာဒါဆိုရင်သူတို့ဒါဂျိုးလေးနဲ့နော်အရင်စိတ်ဝင်စားဖို့ကောင်းတဲ့အိုးဖုံးနော်ဟာဆွဲမှဖွင့်နေပြီပြီးအောက်ကနေပြီးတော့မှလည်းဟိုမှာထိန်းရတယ်သူတို့ဟိုမှာဒီရဲ့ဟင်းရဲ့ရတာဘယ်လောက်ထိကောင်းမလဲဆိုတာဒါလေးပဲကြည့်တာဖြစ်သိနိုင်ပါတယ်နော်ဒီမှာကြည့်လိုက်ကြည့်မီးရလဲသူတို့တုံးထားတဲ့ထင်းတွေဆိုကြည့်လိုက်လုံးဝအတုပ်ကြီးတွေကိုတုံးထားတယ်ပြီးတော့ရေကိုဒီလိုပွက်လေးစူးနေရပေါ့စတင်းပေါ့ဒီရဲ့ရေငွေ့နဲ့သူကပေါင်းနေတာ
ပြီးဒါချင်းတောင်လေးဆိုလဲကိုယ်တိုင်နှုတ်ထားလားဟုတ်လားကိုယ်တိုင်နှုတ်ထားနော်ဒီမှာကြည့်ဒါလေးဆိုလဲဒါနီလေးတွေလဲဒါလုံးဝလက်လုံနော်ကိုယ်တိုင်နှုတ်ထားတယ်မှာကြည့်လုံးဝစားချင်စပွဲလေးနော်တို့သူတို့ငါပြင်ဆင်တဲ့အပိုင်းလေးတွေကိုသွားပြီးတော့မှလစ်လာကြည့်တယ်ပြီးရင်မနေ့ဖြန်อ่ะပေါ့နော်လူပေါင်း1000ကျော်ရှိတဲ့အတွက်ကြောင့်မလို့ဒီဖက်ချမ်းမှာခက်ကြတော့သူတို့အသားတို့ဘာလို့ချက်နေရလို့ပြောတယ်အဲအကြောင်းမလို့နီလာနဲ့အခုပဲသွားမှကြည့်ကြည့်ရအောင်ပြုတ်ထားတာပါနှစ်ဖြန်တဲ့တဲ့လေးလာဖို့ကြလို့ရှိရင်အစာပြေလေးနဲ့အခါမဲ့ရောက်ဝဲရလူတွေပေါ့ကွာတမီးရ ပဲပြုတ်ထားတယ်ကြီးရထားလေး တော့တို့ကလဘဲဆံဘုဟင်ကချက်မို့တဲ့လေ ဘုဟင်ကချက် ဘုဟင်ကအစာပြေတို့ဒီအများတော့မို့အဝေးရလာတဲ့ဧည့်သည်လေးတွေပေါ့ကွာ ဟုတ်ပြီအဖက်အိုးလည်းကြည့်လိုက်ဦးမယ်ကြည့်မယ်ဒီဖက်လာလိုက်မယ်တမီး ဒါဒီညနေကျွေးတဲ့အာလူလေးနဲ့ဘာဘူးတီလေးနဲ့ဝတ်သားလေးနဲ့ပေါ့ကွာတော့အားပေးတဲ့လူတွေနဲ့ဝိုင်းကူညီတဲ့လူတွေနဲ့စေတနာတန်းတန်းနဲ့ကျွေးနေတာပါ ဝါရှယ်ပဲနော်မကြည့်ဘူးတီးဆိုရင်လည်းလုံးဝရိုး စေတနာတန်းတန်းလေးနဲ့လှုပ်တော့ organic ဘူးတီးပေါ့ ဟုတ်တယ် organic တွေ organic လေးတွေမှာချုံ ကိုဒေတာစိုက်တဲ့ဟာလေးတွေတချို့လဲလူကြတာပေါ့တချို့လဲဝယ်တာပေါ့မလုံလောက်ရင် ဟုတ် ပိုရှာအောင်လို့တော့အများဆုံးအပြင်ဝယ်တယ်ပေါ့ကွာဒါပဲလူရှိ ကြည့်တို့ဆရာထဲမှာဒါလေးဟာလားဘာအသီးလေးလဲဒါလေး တည့်သီးပါ အော်ခြံထွက်လား ဆန်ထွက်ပါ ဟုတ်လားတစ်လုံးလောက်စားကြည့်လိုက်မယ်နော် စားကြည့်ပါ အရန်ကောင်းတယ်နော် ဟုတ်ကဲ့ ဒီအတူကကတဲ့ချင် တတဲ့ခြံထွက်ပါလား ခက်တဲ့ခြံထွက်မှာဟာမှာပါ အော်ဟုတ်ပြီဆိုကျန်တဲ့ချက်နေတဲ့ဟာလေးလိုက်မှကြည့်လိုက်မယ်နော် ဒီလိုလိုက်ဒီလိုလည်းမြည်ကြည့်ပါ အော်မြည်ကြည့်မယ် မြည်ကြည့်ပါကိုမတမီးရဖြစ်ဖြစ်အဘူဒီပါ အော်ရောက်တော့ရှိလိုက်ရောကောင်းလားတမီး အရန်ကောင်းပါ ကျေးဇူးတင်ပါတယ် အချင်းလေးနဲ့ပိတ်လိုက်ဆိုတော့လုံးဝကွက်တစ်နော်နော်တော်လိုက်မယ်နော်ဆက်မှကြည့်လိုက်မယ်ဘယ်နေရာလေးရောက်နေပြီလေကြည့်ရဲ့ ထမင်းနဲ့ပြန်စားထမင်းကျွေးမဲ့နေရာလေးပါထမင်းချက်မဲ့နေရာလေးပါ ထမင်းချက်တော့မှာပေါ့ဒါသူတို့စမပြင်ဆင်တော့မယ် ဒီသားလေးပေါ့ ပြတ်ပေါ့ဘုံမလောက်ရင်လည်းဒီလိုမျိုးလှုပ်လို့ရတယ်ပေါ့ စီလေးလောက်ထားတာပေါ့ နော်ဒါလေးက idea တစ်ခုပဲနော် ဒါရေတန်းတန်းပေါ့ထမင်းချက်ပဲရေတန်းတန်းထမင်းနေ့လက်စားပေါ့ကွာ နေ့လည်းစာကျွေးမယ်ပေါ့နော် ကျွေးမဲ့နေရာလေးပေါ့ တခြားနေရာရောရှိသေးလား တခြားနေရာတော့ဟိုမှာခုနပြောသလို ပြင်ဆင်ထား ပြင်ဆင်ထားတာရှိသေးတယ် နော်ဟုတ်ပြီနေရာတော့အကျဲပဲနော်တွေ့ရလည်းအရန်ပြောတယ်တမီးကတော့ အေးပြောတဲ့အတွက်ကျေးဇူးတင်ပါတယ် နော်ဒါဆိုချမ်းနေရာလေးတွိုင်းမှကြည့်ရအောင် ဒီဘက်ကိုလည်း ကြီးရခုပါချက်နေရလဲပြောပါပါ စိတ်သားလုံးတော့ရှိ စကားပြောတာတော့လုံးကိုစိတ်သားလုံးနဲ့စကားပြောလဲလုံးနေဟုတ်ပဲဒါလည်းမနေ့ဖြန်တွေ့ပဲလား ဟောက်ကမရဖြစ်တော့ပါရှိ အော်ဟုတ်လားအရတာနဲ့ထဲမှာလုံးနာလားသူ ဒီရတာထိတ်မှလုံးတာ ဟုတ်လားဘာကြီးထဲလဲနည်းနည်းလေးပြောပြလိုက်ပါ ဟိခမုတ်ရဲ့အချုံဟိခမုတ်တဲ့ဟိုကငါစားတော့ငါပြာရည်တို့ဟိုစားတို့စတွေးမုတ်တို့တရုတ်ငါပြာတို့ပေါ့အဲ့ဒါအယောင်လေးတယောက်ပေါ့ဖြစ်အောင်ထည့်တယ် အယိုးအသားလေးပေါ့အသားကြီးပဲလား အယောအသားအကုန်လုံးမြာ ဒီကအသားလုံလာတာပေါ့ ပြီးရင်မနေ့ဖြန်ပဲလေးနဲ့ပြန်နှက်မလား ဟုတ်ကဲ့ ပဲလေးနဲ့ပြန်နှက်မယ်ဟိုးချက်လောက်ကြည့်လိုက်မယ်နော် ဟုတ် သစင်ပေါ့နော်မှာဝါလေးထဲမဲ့ပြီးရင်ဘန်တော့တစ်ခုဆယ်မတင်နေပေါ့နော်မှာကြည့်လုံးဝအိုကြီးတွေနဲ့သူကထမင်းကိုပေါင်းတာ
အခုလိုပေါင်းလိုက်တော့ဒါမီးနဲ့ဆိုရင်တော့သူတူးတာတို့ဘာလို့လဲလုံးဝမဖြစ်တော့เนาะလုံးဝ waste မရှိတော့ zero waste ပေါ့အမပြီးတော့အဓိကတော့ဒီရဲ့ steam မီးများများလေးနဲ့ဒီရဲ့ဗာလဲဘယ်လိုပြောမလဲဆိုအငွေ့နဲ့ပေါ့အပူငွေ့နဲ့သွားပေါင်းတာเนาะ45မိနစ်ပဲကြာရဆိုတော့ဒါအရန်နဲ့လည်းမကြာဘူးဒါဆိုရင်အခုသူတို့တစ်ခါပေါင်းရင်အဲ့လိုအိုးကြီးနဲ့3ပေါင်းစီပေါင်းမယ်ဒါဆိုရင်ဒါမိနစ်ဖြန်ကြာရင်ဒါကတော့လုံးဝစားဖို့ ready ပဲ steam နဲ့လုပ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှလည်းထမင်းကော့လေးနဲ့အရန်နဲ့ကိုစားကောင်းမှာเนาะကဲကြည့်အောင်ကျင်းမဒါဆိုရင်နဲ့သူတို့ဟာပေါ့စက်သွန်ကြော်နေတဲ့ချိန်မှာแต่เจ้าตัวအစိမ်းကိုကြော်တာเนาะဟုတ်တယ်အစိမ်းကိုသူကဘယ်လောက်အထိကြော်ရမလဲဆိုရင်ဒီရဲ့အမဒါလေးဆိုမာနေသေးရလေဆိုတော့ဒီရဲ့เจ้าသွန်တွေကဣပြီးတော့မှအပျော်ကျသွားတဲ့ထီကိုသွားလုံးမယ်အခုဆိုရင်မှာဒါလေးဆို golden brown ဖြစ်လာပြီเนาะဒါလေးဆိုရင်ရွှေညူရောင်လေးတန်းလာပြီဆိုရင်အားလုံးဣရွာမှသူကခရမ်းချင်တူပြန်ထည့်မယ်ပက်ဆိုနီလာအမွေကြည့်လိုက်တော့သူကဒါလေးလေးဖြစ်နေသေးတယ်เนาะသူကကျက်ရွာရင်တော့ဘာဖြစ်မလဲဆိုရင်ပေါ်လာမယ်အယောင်လေးတွေလည်းပြောင်းလာမယ်ပေါ့ဟုတ်လားဟုတ်ပြီးမှခဲချင်ဒီထက်မယ်အော်ရှယ်ပဲနော်ဒါအရန်နဲ့ဣလာတဲ့အနေထားရောက်နေပြီဆိုတော့ဒါသူတို့ခရမ်းချင်ဒီကိုရောတော့မယ်တဲ့အယောင်တင်မုတ်ထက်တယ်ပြီးပါထက်နဲ့ကြည့်ရမယ်ညီမတို့တက်သားမုတ်ထဲမှာအသားမုတ်ကတော့မပမ်းဖြစ်ပါနော်အဲဒါအသားမုတ်ကတော့ဒါမုတ်ကတော့လိုအပ်တယ်နော်လူလည်းခတ်တယ်အေးတက်သားမုတ်မပါသားမုတ်ထဲတဲ့အမအန်ဂယ်ရောချက်နေကြဆိုတော့လက်စဒီတိုင်းပြစ်ထက်ရုံပဲဒါအချိန်စမှမလို့နော်ဆန်းနေလို့ဒီတိုင်းပဲစားအေးဆန်းနေတယ်ဘုံထလိုက်ဘုံထလိုက်ဘုံနာရစားရထဲမဲတဲ့အမအရသာကတော့လုံးဝယူရှယ်然后对哇会这样会了他那天前的那的乌他太来的ဆိုတော့ခင်းချင်ဒီဣရွာတဲ့ထိဆက်မှာချက်ရမှာဟုတ်တယ်သူပျော်တဲ့အထိမွေရတယ်ပျော်တဲ့အထိသူကမွေမောက်တာတယ်သူကဒီလုံးလေးအနစ်ကြပါလေထိမွေရအဲ့လိုအနစ်ကြောက်ပြီးတော့ခုမပါတော့စားလိုက်ပစတ်ထဲမှာခလုခလုမဖြစ်တော့နော်ကျော်ဟိုခလုခလုဖြစ်တာဟိုမဖြစ်တော့ဘူးလေဘာကြောင့်သူကအရန်ဣသွားမယ်အခုကအခွန်မရှိတဲ့အတွက်ကြောင့်ရတွေကိုပျော်မြန်တယ်ဟုတ်နောက်ပြန်တော့ဟိုမှာငါးနဲ့ပြန်တွဲတဲ့ခါတည်းသူကအဆင်ပြေတယ်ခုလိုပွဲဟင်းမျိုးပေါ့ချက်လာတာဆိုရင်ဒါဘယ်လောက်နေ့တွေကြာသွားပြီလဲဆက်ကြည့်နေတာစတော့လိလာတဲ့ပညာကိုခု64နှစ်ရှိပြီ64ဆိုရင်တော့ဟုတ်ကဲ့40ကျော်သွားပြီပေါ့ဟုတ်တယ်အလုပ်ကလူတင်တာပဲဟုတ်နော်ဒါပေမဲ့ဒီလိုလောက်တိုင်းလည်းကိုယ့်ကိုဆယ်ယူထင်လို့မရဘူးလူသားဟိုအရာထဲမှာအားနည်းချက်ရှိတတ်တယ်နော် तू ကကိုယ်နဲ့ကောင်းသလိုနော်तू ကအားနိုင်လဲကွာ तू ပြောပြတောက်တော့ဒီနားလည်မှုယူတော့ဒီလိုပဲအလုပ်လုပ်တာပေါ့နော်ဟုတ်ရနော်ကြည့်အတွေ့အကြုံကဒါတင်ပေးခဲ့အင်္ဂယ်ဆို18နှစ်ကနေအခုချိန်ထိဟုတ်တယ်ကြည့်ဒါဆိုရင်ဒါလာတို့လည်းဒါအများကြီးအင်္ဂယ်စီကနေလေအများကြီးလေ့လာခွင့်ရတယ်ပြီးဒီလို OG ချဲ့တယ်ဆိုတာအပြစ်မှာရောက်ဖို့အတွေ့အကြုံကရှားတယ်ခဲ့တယ်ခုလိုဝေမျှပေးတဲ့အတွက်အရန်ကိုကျေးဇူးတင်တယ်အင်္ဂယ်ကိုလည်းလေကိုကတော့အသက်အကြီးဆုံးဖြစ်တာပေါ့နော်ဒါပေမဲ့လူငယ်တွေကလည်းကွာတွဲခေါ်တာပဲဟုတ်နော်တစ်ချိန်မှာသူတို့ကလည်းလူကြီးဖြစ်လာပါလေဟုတ်ကဲ့ရှင်သူတို့လူကြီးဖြစ်တဲ့အချိန်ကျရင်ဒါသူတို့လည်းဒီလုပ်ငန်းဦးစီးရမယ်ဒါဦးစီးရတော့ဟိုဘယ်လိုကောငါဆွဲဟိုဘယ်လိုကောဆိုအတာတော့မရှိစရာဘူးတို့ပရိုက်တာဟိုကုညီသဘောနဲ့နော်ဒီလိုပဲဝိုင်းကုညီတော့တောက်နဲ့တောက်ဒီပဲဟိုကုညီရိုင်းပြီးနဲ့လုတ်ကင်သွားကြတာရှိပါတယ်ဘယ်လိုခေါ်မလဲဆိုတော့ဟိုနော်ဟိုတောက်တော့နားလည်မှုမတူမဲ့ကဲမင်းနားလည်မှုတူလို့ရှိရဲငါတိုင်းမှုရှိရဲတယောက်တော့တိုင်မဲ့ညှိနိုင်တော့လုပ်ငန်းတစ်ခုအောင်မြင်မှုသာစူပေါင်းလုပ်ခဲ့တာရှိပါတယ်တယောက်ဆရာမဟုတ်တိုင်းမင်းလေးနဲ့တိုင်ပင်နေနဲ့ပေါ့ခုဆိုရင်မှအင်္ဂယ်တို့လေမှကြည့်မွေးနဲ့ဒါဆိုရင်ခန်းချင်တရားလုံးဝမရသေးဘူးခန်းချင်တရားသူတို့ကပြောတယ်ဒီပျော်ပြီးတော့မှဒီအစီရအပေါ်ပြန်တက်လာတဲ့ထီကိုသူတို့ချက်မယ်ပေါ့နော်ဒါဆိုရင်အနည်းဆုံးပဲဘယ်နှစ်နိုင်လောက်ထပ်ချက်ဖို့လို့တည်လဲဒီကောင်တနိုင်ကျော်လောက်ကျူးစားသေးတယ်တနိုင်ကျော်လောက်ထပ်ကြိုရမှာအဲ့လောက်ကျူးစားတယ်